လူပြေလူရွာချမ်းဝ
ဒီဘဝတွင်ဒီမြတ်တာတခါဆုံးရသည်ဘဝနီကုန်းနောက်ဆုံးဖြစ်သောဘုမြောရခြင်းပါဖယားအယံဝန္ဒနာဝမ်းနေပန်းနေစကံဆွဲလို့မို့လွမ်းဝဲကိုမြို့သိအငိုသိ၍ဝေမာကိုသွေးကဆွေးကဒီတကားကြောလာရခြင်းသည်ပစ္စည်းမဝန္ဒနာနှလုံးဆိုင်မပြေမပြုံးနိုင်အောင်နောက်ဆုံးတိုင်းပနာတ၍တပြည့်တိုင်းကလည်းကမတွေကရှိကိုယ်